နင်းဟာအပြူစင်ဒေတာအမတ်တစိတ်ဆိုတော့ငါတို့ကတောက်လို့မရဘူးလားပေါ့ကျွန်တော် customer တွေကျွန်တော်စကြတယ်ပေါ့နော်ကျွန်တော်ရဲ့ coffee product ကဒီ Virgin Land အပြူစင်ဒေတာဆိုတော့ကျွန်တော်ထုတ်ထားတာပေါ့နော်အဲ့ဒီချိန်မှာတို့ကအဲ့လိုစကြတာပေါ့အဲ့တော့ကျွန်တော်တို့ရှင်းပြရတာပေါ့ဒီ Virgin Land အပြူစင်ဒေတာဆိုတာဘာကြောင့်ဒီလိုပေးရတယ်ဘာလို့ဒီလိုဖြစ်လာတယ်ဆိုတာလေးပေါ့နော်အဲ့တော့ဒီ Virgin Land ဆိုတဲ့ဒီအပြူစင်ဒေတာဆိုတဲ့အမှတ်တစိတ်လေးဘယ်လိုဖြစ်လာတယ်ဘာကြောင့်ဒီနာမည်ကိုပေးဖြစ်တယ်ဆိုတာလေးကျွန်တော်နည်းနည်းလေးမျှဝေပေးမယ်ပေါ့နော်ကျွန်တော်ကဒီ10တန်းအောင်ပြီးတော့ဒီကျောင်းနေပြီးတော့ဒီအလုပ်တွေလုပ်တယ်ပေါ့နော်အလုပ်တွေလုပ်ခဲ့ပြီးတော့တက်30ကြာလို့ရှိရင်ဒီကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်နိုင်အောင်စူးစမ်းမယ်ပေါ့နော်ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်နိုင်ရမယ်ဆိုတော့ကျွန်တော်ရည်ရွယ်ချက်ထားခဲ့တာပေါ့ငယ်တုန်းကတော့အဲ့တော့ဒီတက်30မပြီးခင်မှာကျွန်တော်ကျောင်းပြီးတော့ဒီအလုပ်တွေလုပ်တယ်ပေါ့နော်ကုမ္ပဏီတွေမှာလုပ်တယ်ကျွန်တော် industry အစုံမှာလုပ်တယ်ပေါ့နော် FMCG feed ဒီပြီးတော့ FMCG industry ပေါ့နော်ပြီးတော့ automobile industry ပြီးတော့ဒီ education industry ပြီးတော့ financial industry ပြီးတော့ဒီ e-commerce industry ပေါ့နော်အစုံကျွန်တော် experience ယူတာပေါ့နော် industry အစုံမှာပြီးတော့ကျွန်တော်ဒီ industry အစုံမှာကျွန်တော်တော့ marketing တစ်ခုတည်းနဲ့ dot shot ကျွန်တော်လုပ်ခဲ့တာပေါ့နော် branding နဲ့ marketing ပေါ့အဲ့ကျွန်တော်တို့ marketing လုပ်ရတာကိုကြိုက်တယ် marketing လုပ်ရတာကိုပျော်တယ်ပေါ့နော်marketing ကိုလည်းသဘောကျတယ်အဲ့လိုမျိုးဟို marketing လုပ်နေရလို့ရှိရင်ကိုဟို idea တွေကတစ်ခုပြီးတစ်ခုထုတ်နေရတဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးလုပ်နေရတာကိုပျော်တယ်ပေါ့နော်ပျော်တော့အဲ့ဒါတွေနဲ့ပဲကျွန်တော်ဒီ10စုနှစ်တစ်ခုလောက်ကိုကျွန်တော် marketing fee မှာကျွန်တော်ဒီ industry အစုံမှာကျွန်တော် experience တွေယူခဲ့တယ်ယူခဲ့တော့အသက်30ပြည့်ရင်ကိုယ်ပဲလုပ်ငန်းလေးလုပ်မယ်တခုလုပ်မယ်ဆိုတော့ဘာလုပ်မလဲပေါ့ဘာလုပ်မလဲလို့စဉ်းစားချိန်မှာဒီဘာလုပ်မလဲဆိုတော့ကျွန်တော်အဲ့ဒီလုပ်နေရင်ဒီတခြား company တွေမှာလုပ်နေရင်4-5နှစ်လောက်ကလေးကဟိုသိရပါတော့ငါဘာလုပ်ရမယ်ဆိုတာကိုကိုလုပ်ချင်တဲ့အရာကိုကိုတွေဝါသနာပါတဲ့အရာကိုပြီးတော့ဈေးကွက်ပေါ့နော်ဈေးကွက်ကိုကျွန်တော်အချိန်မှာစပြီးတော့ team account ရှိတယ်ဒါပေမဲ့တကယ်အသက်30ပြည့်အချိန်မှာတကယ်လုပ်မယ်ဆိုတဲ့အချိန်မှာချက်ချင်းတော့ထားမလုပ်နိုင်ခဲ့ဘူးပေါ့နော်အိမ်ကလည်းပြောတယ်မင်းဒီမလုပ်သေးဘူးလားဆိုတော့ပြောတယ်ပေါ့နော်ပြောတော့ဟိုမလုပ်ဖြစ်ဘူးပေါ့အချိန်ကြီးအကြောင်းမျိုးကြောင့်2နှစ်3နှစ်လောက်နောက်ကျခဲ့ပေါ့နော်အဲ့ဒါအခုမှကျွန်တော်တည်တည်ချာချာလေးဒီကိုယ်လုပ်ငန်းလုပ်တော့မယ်ငါဒီဟိုအရင်ဒီ company ဟိုဟာတွေကနေထွက်မယ်ဆိုတော့ထွက်ပြီးတော့တည်ချာလေးလုပ်ဖြစ်တယ်ပေါ့နော်လုပ်ဖြစ်တဲ့အချိန်မှာကျွန်တော်ကဒီငကိုကလေးကခုနကပြောတဲ့ငကိုကလေးကကျွန်တော်စဉ်းစားထားတဲ့ဒီ coffee လုပ်ငန်းပေါ့နော် coffee လုပ်ငန်းကိုကျွန်တော်စလုပ်ဖြစ်တယ်ကိုကလည်းဒီရွာငံဒေတာရွာငံသားပေါ့နော်ရွာငံကနေမွေးဖွားလာတဲ့လူဒီရွာငံဒေတာလည်းဒီအရာကြီးရှိနေပေါ့နော်ဒီအရာကိုဟိုကျွန်တော်တို့ဘယ်လိုပိုကောင်းအောင်လုပ်မလဲပေါ့နော်ကျွန်တော်တို့ generation ကြရင်ပြီးနောက် generation တွေကျွန်တော်တို့ဘယ်လိုလက်ဆက်ကမ်းမလဲပေါ့အဲ့လိုမျိုးစိတ်ကူးနဲ့ကျွန်တော်ကဒီလုပ်ငန်းကိုစပြီးတော့လုပ်ဖြစ်တယ်ပေါ့လုပ်ဖြစ်တော့ကျွန်တော်ကဒီ Virgin Land ဆိုတဲ့နာမည်ပေးဖြစ်တယ်ပေးဖြစ်တယ်ဆိုတာလည်းအခုမှထပြီးတော့ကောက်ပြီးတော့ပေးတာမဟုတ်ဘူးအရင်ကတည်းကကျွန်တော်စဉ်းစားထားတာရှိတယ်ဒီနာမည်လေးကိုကျွန်တော်ကိုယ်ပိုင်လုပ်တဲ့ခါကျရင်ကျွန်တော်ရဲ့ product ဒါမှမဟုတ် service မှာကျွန်တော်ဒီဥစ္စာလေးကိုသုံးမယ်ပေါ့နော်ကိုယ် data ကိုဟိုဖော်ပြတဲ့ဟာလေး describe လုပ်တဲ့ဟာလေးပေါ့နော်သုံးမယ်ဆိုတော့ကျွန်တော်ဒီနာမည်ကိုဒီခု coffee လုပ်တဲ့ချိန်မှာဒီနာမည်ကိုပေးဖြစ်တာပေါ့ပေးဖြစ်တော့လူတွေခုနပြောသလိုရင်းနှီးတဲ့လူတွေကျွန်တော်စားကြတယ်ပေါ့နော်အပြိုမတောက်မလားအိုးမတောက်ရဘူးလားပေါ့စားကြတော့မဟုတ်ပါဘူးပေါ့ကျွန်တော်ဒီအဲ့တော့ဒီ brand ရဲ့ဒီနာမည်ဟိုပေးဖြစ်ခဲ့ပုံလေးကျွန်တော်ရှင်းပြရတာပေါ့ရှင်းပြတော့ကျွန်တော်ကခုနပြောတဲ့အတိုင်းဒီအလုပ်တွေလုပ်လာရင်ဒီမှာကျွန်တော်ကဒီအလုံးမလုံးခင်ကြောင်းတက်နေစေကာလကကျွန်တော်တပတ်တစ်ခါဒီ journal တွေဖတ်တယ်ပေါ့နော် journal ဖတ်တယ်ဒီ10တန်းပြီးကြတဲ့ပေါ့10တန်းပြီးကြတဲ့ journal ကပတ်စဉ်ကျွန်တော်ယူတယ်အိမ်မှာဆိုလည်းပတ်စဉ်ယူတယ်ဒီ7 day to 11လို့ပေါ့နော်ယူပြီးတော့ဖတ်တယ်ကျောင်းတက်တုံးမှာလည်းဒီကျောင်းတက်နေစေကာလမှာလည်းအဲ့လိုမျိုး journal တစ်ပတ်တစ်ခါဝယ်ဖတ်နိုင်အောင်စူးစမ်းတယ်အားကစား journal လည်းပါတယ်ပေါ့နော်အားကစား journal လည်းဖတ်တယ်အဲ့လိုမျိုးဖတ်တယ်စူးစမ်းတော့ကျွန်တော်2016လောက်မှာဒီ journal 7 day journal ထဲကနေပြီးတော့ဒီ coffee dollar ရေးဆိုတဲ့ sound bar တစ်ခုကိုကျွန်တော်ဖတ်လိုက်ရတယ်ဖတ်လိုက်တော့ကျွန်တော်အဲ့ဒါလေးကိုကျွန်တော်တက်ပုံရိုက်ပြီးတော့တင်ထားတယ်ပြီးတော့အဲ့ဒီ sound bar ကိုလည်းကျွန်တော်အဲ့ဒီစာရွက်ကိုလည်းကျွန်တော်ဖြုတ်ပြီးတော့တင်ထားတဲ့ကျွန်တော်ကြိုက်တဲ့ sound bar တွေတွေ့လို့ရှိရင်ကျွန်တော်ကဒီ journal ရဆိုလို့ရှိရင်ကျွန်တော်ကတင်ထားတတ်တယ်ပေါ့နော်ဒါပေမဲ့အခုတော့အဲ့ဒီ sound bar တော့အဲ့ဒီစာရွက်ကတော့ကျွန်တော်ဘယ်နေရာရောက်နေလဲမသိဘူးနေရာထားမားနေပေါ့နော်နည်းနည်းလေးကြာပြီဆိုတော့အဲ့တော့အဲ့ဒီမှာအဲ့ဒီ sound bar စတွေ့လိုက်တယ်2016လောက်မှာ coffee dollar ရေးဆိုတော့ तू ကဘာအကြောင်းရေးထားလဲဆိုတော့ तू ကဒီရွာငံ coffee အကြောင်းပေါ့နော်ရွာငံ coffee ကဒီအထူးတန်းဝင်ဖြစ်နေတာပေါ့နော်ကမ္ဘာအထူးတန်းဝင်ဖြစ်နေတာအဲ့ဒီ sound bar ထဲမှာပါလဲဆိုတော့ तू ကဒီ14လောက်ကပေါ့နော်14ဝန်းကျင်လောက်ကဒီUSAID နဲ့ဒီ
Winbroad International အဖွဲ့အစည်းတွေကနေပြီးတော့ဒီမြန်မာနိုင်ငံအတွက်ဒီစိုက်ပျိုးဒေသမှာတန်ဖိုးမြင့်ဒီစိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက်အကူအညီတွေပေးမဲ့စီမံကိန်းဆိုတော့သူကချားခဲ့တယ်ပေါ့နော်ချားတဲ့ချိန်မှာအဲ့ဒီစီမံကိန်းလာတဲ့ချိန်မှာဒီ coffee ကဏ္ဍလည်းပါတယ်ပေါ့နော်ဒီ coffee ကိုစိုက်ပျိုးထုတ်လုပ်နိုင်ဖို့တင်နန်းနေပို့ချနိုင်ဖို့ဒီသူကအဲ့ဒီစီမံကိန်းတွေပါတော့လာတဲ့ချိန်မှာကျွန်တော်တို့ဒီရန်ကုန်ရဲ့တောင်ဘက်ဒီမြစီဒီကျေးရွာဆိုတာရှိပါတော့အခုရှင်းမြင့်နောက်မြင့်တောင်သူများ hiking လုပ်ကြတယ်ရှင်းမြင့်နောက်မြင့်တောင်သွားတဲ့လမ်းမှာဖြစ်မယ်တဲ့အဲ့မြစီဒီကျေးရွာရန်ကုန်ထက်လည်းမြင့်တယ်သူကတောင်ပေါ်လေးမှာပဲအဲ့တော့အဲ့ဒီကျေးရွာမှာက coffee အများပိုင်ခြံ12ဧကရှိတယ်ပေါ့နော်အဲ့12ဧကကဒီဘိုးဘွားပြည်အစဉ်ဆက်ဒီမီယိုဖလာစိုက်လာတော့နော်စိုက်လာတဲ့ coffee ကို12ဧကကိုသူကဒီအမေရိကန်နိုင်ငံကပြပွဲမှာတော့ပြတဲ့အချိန်မှာအထူးတန်းဝင်ဖြစ်နေကြတော့အဲ့ပြပွဲမှာဘာလို့တော့ပြနိုင်တာလဲဆိုတော့ခုနပြောတဲ့အတိုင်းပဲသူတို့က2014ခုနှစ်လောက်ကဒီ USA အနေနဲ့ Winbroad International ကနေပြီးတော့ coffee နဲ့ပတ်သက်ပြီးတော့စိတ်ပေးပညာပေးဒီတင်နန်းတွေတောင်းသူတွေကိုတင်နန်းတွေပို့ချတာတွေပါလာလုပ်တဲ့ချိန်မှာဒီ coffee နဲ့ပတ်သက်ပြီးတော့ကဏ္ဍပါတဲ့ချိန်မှာဒီရွှေငံ coffee ကရွှေငံ coffee ကိုဒါမျိုးတင်နန်းတွေပါပို့ချရင်လည်းဒီ coffee ကိုဒီ2015လောက်မှာပြိုင်ပွဲမှာတော့ပြိုင်တဲ့အချိန်မှာအထူးတန်းဝင်ဖြစ်နေတယ်ပေါ့နော်အဲ့ဒီအချိန်မှာလည်းအထူးတန်းဝင်ဖြစ်နေတယ်ဖြစ်နေတော့ဆက်လက်ပြီးတော့သူတို့ကအကူအညီတွေပေးတင်နန်းတွေပို့ချနေဆက်လုပ်တဲ့အချိန်မှာ2016မှာကျတော့2016မှာလုပ်တဲ့ပြိုင်ပွဲမှာကျတော့ဒီ CQI လို့ခေါ်တယ်ပေါ့နော် Coffee Quality Institute ပေါ့နော်ဒီ coffee အကဲဖြတ်တဲ့အဖွဲ့အစည်းကနေပြီးတော့ဒီစစ်စေးအကဲဖြတ်တဲ့ဟာမှာဒီ coffee မျိုးပေါင်း60ကျော်ဝင်ပြိုင်တယ်အဲ့ဒီ2016မှာ American မှာလုပ်တာ60ကျော်မှာ56ခုကအထူးတန်းဝင်ဖြစ်ရွေးခံရတယ်ပေါ့နော်အဲ့ဒီထဲမှာဒီမြန်မာနိုင်ငံ coffee ကလည်း20လောက်ပါတယ်တဲ့အထဲမှာရွှေငံ coffee ကလည်းပါတယ်ပေါ့နော်ရွှေငံ coffee ကလည်းပါတယ်ပါတော့ရွှေငံ coffee ကအဲ့ဒီမြက်စီဒီချန် coffee ကကမ္ဘာအထူးတန်းဝင်ဖြစ်နေတယ်ပေါ့နော်တခြားချန်တွေလည်းပါတယ်ပေါ့ဖြစ်နေတော့အဲ့ဒီသူကရမကသူက100ပေးတာ100မှာသူက80အထက်တည်းရပါတော့အထူးတန်းဝင်ဆိုလို့ရှိရင်80ရတာပေါ့အဲ့တော့ဒီမီယိုဖလာစိုက်လာတဲ့ချန်ကြီးကဒီအထူးတန်းဝင်ဖြစ်နေတာကိုသိလိုက်တဲ့ချိန်မှာပြီးတော့နိုင်ငံတကာအကူအညီတွေလည်းအဲ့လိုမျိုးရောက်လာတဲ့ချိန်ကျမှတေချာလေးစပြီးတော့တိလာကြတယ်တောင်လူတွေလည်းလှုပ်လာကြတယ်ပေါ့နော်လှုပ်လာကြရင်လည်းမှဒီအမေရိကန်ကနေတင်ပို့တယ်အဲ့ဒီချိန်မှာလာပြီးတော့ဝယ်ကြတယ်ကုန်တယ်တွေကလည်းဝယ်ကြတဲ့အချိန်မှာဒီနိုင်ငံတကာကိုတင်ပို့ဖို့ coffee တင်ပို့ဖို့ဆိုပြီးတော့စပြီးတော့ခွင်လန်းနေရောက်ချလာတယ်ပေါ့နော်ရောက်ချလာတော့အဲ့လိုမျိုးကျွန်တော်ဖတ်မိလိုက်တဲ့အချိန်မှာcoffee ဆိုတာကျွန်တော်ငယ်ငယ်လေးနဲ့အိမ်ရဲ့ channel ထဲမှာလည်းအပြည့်ပဲchannel မှာလည်း coffee လည်းဒီလိုပဲတေးသေးချာချာစနစ်တကျစိုက်ထားတာတော့မဟုတ်ဘူးဒီအဲ့လိုမျိုးအပြည့်ရှိနေ coffee ဆိုတာရွှေငံမှာဆိုလို့ရှိရင်ကျွန်တော်ငယ်ငယ်တော့ဆိုခြံတိုင်းအိမ်တိုင်းလိုမှာ coffee ပင်တွေရှိကြတယ်ပေါ့နော်ဟိုပြေးမလို့ဘူးအဲ့တော့ဒီလိုမျိုးရှိနေတာနဲ့ငါတို့ဘာလို့မလုံနိုင်ရမှာလဲပေါ့နော်လုံနိုင်ရမယ်ပေါ့အဲ့တော့ကမ္ဘာမှာ coffee တောက်သုံးသူကလည်းအများကြီးရှိရပေါ့နော်အဲ့ဒီထုတ်လုပ်မှုကတော့မှလိုအပ်သေးရလို့ထင်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီဥစ္စာကိုတစ်ချိန်ကြိုင်ကလောအောင်မယ်ပေါ့နော်လောအောင်မယ်ဆိုရည်ရွယ်ချက်နဲ့ကျွန်တော်ဒီဟာထုတ်ဖြစ်တာပေါ့နော် Virgin Land Square Coffee ထုတ်ဖြစ်တယ်ထုတ်တဲ့ချိန်ကျရင်လည်းကျွန်တော်တေးသေးချာလေ့လာပြီးတော့သူရဲ့ process ကဘယ်လိုတွေလုပ်တယ်ဘယ်လိုနည်းတွေလုပ်ရင်ပိုကောင်းတယ်ဘယ်လိုမျိုးကပို့ပြီးတော့အဆင်ပြေတယ်ဈေးကွက်ထက်မှလိုအပ်ချက်တွေကဘာတွေရှိတယ်ပေါ့နော်ဒါတွေကိုလေ့လာပြီးတော့ကျွန်တော်စထုတ်ဖြစ်တာပေါ့ဟိုလုတ်ခိုင်းနေတာအရင်ဖေးတို့ကတော့လုတ်ခိုင်းနေတာတော့ကြာပြီဒီကျွန်တော်တို့အခုမှစပြီးတော့လုတ်ဖြစ်တာပေါ့လုတ်ဖြစ်တော့ကျွန်တော်ခုနပြောတဲ့အတိုင်း Virgin Land ဆိုတဲ့နာမည်ပေးဖြစ်တယ်ပေါ့နော် Virgin Land ဒီရွှေငံ Arabica Coffee ပေါ့နော်အပြည့်စင်ဒေတာမတ်တစိုက်ပေါ့အဲ့ဒီ Virgin Land ဆိုပေးဖြစ်တာကလည်းဒီ7 day journey ထဲမှာပဲဆောင်းပါတပုတ်အဲ့ဒီအချိန်မှာဆရာမွန်တာချိုတို့ဆရာချေဦးညိုတို့ကဆရာ OPJ ရောပါမလားတော့မသိဘူးကျွန်တော်ကောင်းကောင်းတော့မမိဘူးအဲ့ဒီဒီရွှေငံဖက်ကိုလာလဲကြတယ်ပေါ့နော်သူတို့စာပေဟောပြောပွဲရှိရင်လားဘာရင်လားမသိဘူးလာလဲကြရင်လည်းသူတို့အဲ့ဒီမှာဟိုလိမ္မော်ချန်တွေတွားပါတယ်တွားနေကြည့်လိုက်တဲ့အချိန်မှာရွှေငံကတဘာဝအတိုင်းရှိနေတာပေါ့တဘာဝအတိုင်းရှိနေတော့တဘာဝလှတွေနဲ့ဒီလိုကြံသေးပါလားပေါ့အပြူစင်ပေါ့ဗျာ Virgin ဖြစ်တယ်ပေါ့ဒီဥစ္စာကဒီ data တော့တောင်းတဘာဝအကြီးမြေတဘာဝဒီနယ်မြေလေးဟာဒီတဘာဝအတိုင်းလေးဟိုပဂရိတိုင်းလေးရှိနေသေးတယ်ပေါ့နော်ရှိနေသေးတော့အဲ့ဒါကိုပြူစင် data ဆိုပြီးတော့သူကအဲ့ဒီဆောင်းပါးထဲမှာထည့်ရေးထားတာဟိုကျွန်တော်ဖတ်ရတာပေါ့နော်အဲ့ဒီဆောင်းပါးလည်းကျွန်တော်တင်ထားတယ်အဲ့တော့အဲ့ဒီဟာကိုကျွန်တော်အဲ့ဒီချိန်မှာသိလိုက်တော့ငါတို့ data ပြူစင် data လို့ခေါ်ပါလားအရင်ကလည်းကြာခုနားတော့ရှိရလူတချို့တွေကပြောကြတယ်ပေါ့နော်တရားရွှေငံဆိုတာပြူစင် data လို့ခေါ်တယ်ရွှေငံကတဘာတိုင်းရှိနေတယ်ဒါပေမဲ့တည်ချာဟိုခေါင်းထဲထိစိတ်ထဲထိမရောက်ဘူးဒါပေမဲ့အဲ့လိုဆောင်းပါဖတ်လိုက်တဲ့အချိန်ကျမှပြူစင် data ဆိုတာဒါမျိုးခေါ်ပါလားငါတို့တဘာတိုင်းရှိနေပါလားငါတို့ data ကို
ငါတို့ promote လုပ်လို့ရပါလားဗောနော်ဒါမျိုးတဘာဝတိုင်းရှိနေတာကိုဒီ travel ကဏ္ဍမှာခီးသွားကဏ္ဍမှာဖွံ့ဖြိုးလာအောင်စိတ်ကူးမှုကဏ္ဍမှာဖွံ့ဖြိုးလာအောင် promote တွေလုပ်လို့ရပါလားဆိုတော့တိလာရတဲ့အချိန်ဒီမှာဒီအဲ့ဒီဆောင်းပါးဖိုင်တိလိုက်တယ်ဗောနော်တိလိုက်တဲ့အချိန်ဒီမှာအပြူစင် data ဆိုတဲ့အမည်နာမကိုအများသူငါသိအောင်ဒီတစ်ချိန်ကျရင်ငါကိုယ်ပဲလုပ်ငန်းလုပ်ဖြင့်ဒီနာမည်လေး Virgin Land ဆိုတဲ့နာမည်လေးကိုငါပေးမယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့တာပေါ့ဆုံးဖြတ်ခဲ့တဲ့အတိုင်းကျွန်တော်တကယ်လှုပ်လှုပ်ဖြစ်တဲ့ချိန်မှာဒီ Virgin Land ပြိုစင် data ဆိုတဲ့တစ်စိတ်လေးကိုပေးဖြစ်ခဲ့တာပေါ့အဲ့တော့ Virgin Land ဆိုတဲ့ဒီကုမ္ပဏီတစ်စိတ် brand နာမည်ကအဲ့ဒီကစတာပေါ့နော်ကျွန်တော်တို့ data မှာတဘာဝတိုင်းရေချောင်းအင်းဒေါတွန်တဘာဝအပင်နေပါတယ်အကုန်လုံးတဘာဝတိုင်းခုချိန်ဒီလည်းရှိနေစေပဲပေါ့နော်တဘာဝကိုခံစားခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့စီမှာလာကြည့်လိုက်အကုန်တဘာဝအတိုင်းပဲပေါ့နော်တဘာဝရဲ့စိတ်ငြိမ်မှုတဘာဝရဲ့စိတ်လန်းမှုစုပြမှုအဲ့ဒီရဲ့အရာအတာကိုကျွန်တော်ဒီ brand နဲ့တပါးတည်းခံစားရအောင်ပြီးတော့ဒီ data ထွက်တဲ့တဘာဝ coffee ရဲ့လည်းပြီးတော့ကမ္ဘာအထူးတန်းဝင်တဲ့ coffee ပေါ့နော်ကမ္ဘာအထူးတန်းဝင်တဲ့ coffee ကိုအဲ့ဒီ data နေပြီးတော့ဒီလိုပြုစဉ် data ဆိုရဲတဘာဝတိုင်းရှိနေတဲ့ data နေတော့ထွက်တဲ့အရာအတာကိုတခါတည်းပေးခြင်းတယ်ဆိုတဲ့ message နဲ့ Virgin Land ဆိုတော့ပေးဖြစ်တာပေါ့ကျွန်တော်ရဲ့ brand နာမည်ကအဲ့တော့အဲ့ဒီကနေစတာပေါ့အဲ့တော့ကျွန်တော်ကတော့ဒီ coffee ထုတ်တာတော့အခုဆိုလို့ရှိရင်ကျွန်တော်ကဒီ200 gram ဘူးပေါ့နော်200 gram ဘူးဆိုလို့ရှိရင်ဘူးကို packaging လေးကျွန်တော်သေချာလုပ်ထားတယ်သူများနဲ့မတူအောင်ပေါ့နော်packaging ကိုကျွန်တော်သေချာအားစိတ်ထုတ်ထားတယ်နောက်ပိုင်းကျရင်လည်းဒီထက်ပိုကောင်းတဲ့ packaging တွေနဲ့လာဖို့ရှိတယ်ပြီးတော့100 gram အထုတ်ပေါ့နော်100 gram အထုတ်100 gram ထုတ်ပြီးတော့ travel size ဆိုပြီးတော့ကျွန်တော်50 gram နဲ့ထုတ်ထားတာရှိတယ်ပေါ့နော် travel size ဆိုတာကတော့ဒီခီးသွိုင်းပါသွားဒီဘူးလိုက်လဲတဲ့ဟိုကများနေတယ်ခီးရ1ရက်2ရက်ပဲသွားမှာမကုန်ဘူးပေါ့နော်ဒီ100 gram ထုတ်တက်လဲဝင်လေးတဲ့သူရှိကောင်းရှိနေနိုင်တာပေါ့နော်တချို့ကကျတော့ coffee ကိုကြိုက်တယ် coffee စစ်စစ်မှတောက်ချင်တယ်တို့ပေမဲ့ဒီပေါ့ပပတနိုင်တစ်ပိုင်းလေးတစ်ခါတော့နှစ်ခါတော့စာလေးတည်သွားချင်တယ်ဆိုတဲ့လူတွေတော့ကျွန်တော်50 gram တီးတန့်ထုတ်ပေးထားပါအဲ့ဒါ50 gram ကဒီ travel size ဆိုပြီးကျွန်တော်ထုတ်ပေးထားတယ်လောလောဆယ်တော့ဒီ3မျိုးကျွန်တော်ထုတ်ထားတယ်ပေါ့နော်နောက်ပိုင်းကျရင်ကျွန်တော်ဒီထက်အမျိုးအစားစုံလေးထုတ်ဖို့တော့ရှိတယ်ဒီနာမည်နဲ့ပဲပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ brand ကိုကျွန်တော်ဒီနာမည်ပေးဖြစ်ရတာကဒါကြောင့်ပါဆိုတော့ကျွန်တော်မျှဝေပေးတာပါကျွန်တော်ဒီကိုယ်ပိုင်လုပ်ငန်းစလုပ်ရင်လွန်ခဲ့တဲ့2016-19ပေါ့အဲ့ဒီဆောင်းပါဖတ်မိတဲ့အချိန်ကလေးကတီးလိုက်ရတဲ့အတီးတစ်ခုကနေပြီးတော့ဒီလိုမျိုးဖြစ်ပါလားဒီလိုမျိုးရှိပါလားငါလုပ်ရင်ဒီလိုလုပ်မယ်ဒီလိုနာမည်ပေးမယ်ဆိုပြီးတော့စဉ်းစားခဲ့ရလေအခုချိန်မှာဒါ10မိနစ်တစ်ခုကြော်ချိန်မှာတကယ် content ပေါ်လာချိန်မှာကျွန်တော်ဒီတိုင်းကိုတကယ်ပေးခဲ့တယ်ပေါ့နော်ပေးကြတော့ဒီတဘာဝအတိုင်းရှိနေတဲ့ data ကနေလာတဲ့ coffee တဘာဝ coffee ပေါ့အဲ့လိုမျိုးပေါ့အဲ့ message ကိုတခါလေးပေးခြင်းတယ်ကြောင့်မလို့ Virgin Land ပေါ့ Virgin Land ပြုစဉ် data ရောင်းငန်း Arabica coffee ဆိုလို့ပေးဖြစ်တာပေါ့နော်အဲ့တော့ဒီမှာတောက်ခြင်းတယ်ဆိုလို့ရှိရင်လေကျွန်တော်ဒီ Virgin Land coffee ရောင်းငန်းဆိုတဲ့ Facebook page ရှိတယ်TikTok account ရှိပေါ့နော်အဲ့ဒီကနေမှာတောက်လို့ရတယ်အဲ့ဒီမှာဖုန်းနံပါတ်တွေလည်းရှိတယ်အဲ့ဒီကနေပြီးတော့လည်းမှာတောက်လို့ရပါတယ်အဲ့တော့အဓိကဒီ brand ကိုဒီနာမည်လေးကိုပြဖြစ်ခဲ့တဲ့ပုံလေးကိုကျွန်တော်မျှဝေပေးတာပါ